ပထမဆုံးစမိတ်ဆက်ပေးနေတာတော့ GOP ပဲပေါ့အကိုက GOP ပဲကနေပြီးတော့မှဒီမှာ Bachelor ဘွဲ့ကိုရပေါ့ Bachelor ရခဲ့တဲ့ဘွဲ့ရကြတော့ Bachelor of Computer Science ကို GOP ပဲကနေရခဲ့တယ်ရခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်အကိုကBachelor မတက်ခင်ကတည်းက Master တက်ဖို့စိတ်ကူးရှိရပေါ့ Master တက်ဖို့စိတ်ကူးရှိရဆိုတော့ဘယ်နိုင်ငံတွေမှာ Master ဆက်တက်လို့ရမယ်ဆိုတာကိုအရင်ရှာရပေါ့ဘာလို့ဆိုတော့ Bachelor တက်ပြီးတော့မှဒီတက္ကသိုလ်ကနေ Master ဆက်တက်လို့မရဘူးဆိုလို့ရှိရင်ဘာမှလုပ်လို့မရတော့ဘူးလေအဲ့တော့အရင်ဆုံး Bachelor မတက်ခင်ကလေးကဒီ Master ကိုတက်လို့ရနိုင်မလားဘယ်နိုင်ငံရရဆိုရင်လည်းဘယ်ကျောင်းတွေမှာရမလဲဘယ်နိုင်ငံတွေမှာရမလဲပေါ့အဲ့မှာအခုအဓိကတွေ့ရတော့ University of the People ကိုMaster ဆက်တက်ဖို့ရအလွယ်ကူဆုံးနိုင်ငံတွေကထိုင်းနိုင်ငံရှိတယ်အမေရိကန်နိုင်ငံရှိတယ်ပေါ့ဒီနှစ်ခုမှာဆိုလို့ရှိရင်ဒီဘွဲလက်မှတ်နဲ့တင်တခြားဘာမှတိတ်ပြီးတော့တောင်းတာတွေ requirement တွေမများဘူးပေါ့နောက်ထပ်ထပ်တောင်းရင်လည်းအင်္ဂလိပ် requirement တခု IELTS ဆိုဖြစ် TOEFL ဖြစ်ပြီးလိုက်လို့ရှိရင်ဒီဥစ္စာက Master အတွက်ဝင်ခွင့်ရနိုင်တယ်ပေါ့ကျန်တဲ့နိုင်ငံတွေကတော့ဒီဥစ္စာ online university ဖြစ်နေတဲ့အတွက်သူတို့ကတော့evaluate လုပ်တာနည်းနည်းပိုကြနိုင်တယ်ပြီးရလို့ရှိရင်လည်းကိုကျောင်းကိုလည်းသူတို့မေးလာနိုင်တယ်ပေါ့ဒီဥစ္စာမှာဘယ်လိုကျောင်းတက်လာလဲဘာတွေသင်လာလဲအဲ့လိုမျိုးတွေမေးတာတွေရှိနိုင်တယ်ပေါ့အဲ့တော့အဓိကပြောချင်တာကတော့ထိုင်းနဲ့ US မှာဆိုလို့ရှိရင်တော့ဒီဥစ္စာကတေချာပေါက် Master တက်ဖို့ရလွယ်ကူတယ်တခြားနိုင်ငံတွေမှာတက်ချင်တယ်ဆိုရင်တော့ကိုတက်မဲ့ University ကိုမေးဖို့ပြီးတော့အရင်ဆုံးစုံစမ်းတင်တယ်ပေါ့ဒါမှကိုတက်မဲ့ University ကလက်ခံမလားလက်မခံဘူးလားဆိုတာကိုအရင်သိပြီးမှဒီ University of the People ဖြစ်ဖြစ် online University ဖြစ်ဖြစ်တက်တာပို့ပြီးအဆင်ပြေမှာပေါ့အဲ့မှာဆိုလို့ရှိရင် University of People ကို founder ကြတော့ Shai Rishel လို့ခေါ်တယ်သူက MA ရထားတာပေါ့ MA ကိုမှ University of Michigan နေရထားတယ်ရထားပြီးတဲ့နောက်မှာသူကဟိုပါပေါ့အလုပ်တွေလုပ်တယ်ပေါ့အလုပ်တွေလုပ်တဲ့အခါမှာဆိုရင်လည်းသူက University မှာအလုပ်လုပ်တယ်အလုပ်လုပ်ပြီးတဲ့အချိန်ကြလို့ရှိရင်သူတွေ့လာတာကလူတိုင်းကတက္ကသိုလ်ကိုအချိန်ပြည့်မတက်နိုင်ဘူးပေါ့တက္ကသိုလ်အချိန်ပြည့်မတက်နိုင်ဘူးဆိုတော့တချို့တွေဆိုအလုပ်ခွင်ဝင်ရတယ်အလုပ်ခွင်ဝင်ရတယ်ဆိုလို့ရှိရင်အဲ့မှာပုံမှန်တက္ကသိုလ်တွေပါဆိုလို့ရှိရင်တိုက်တွေတွေကတိုက်နေတာတွေဘာဖြစ်နေတော့တောင်းတက်လို့မရတော့ဘူးအဲ့တော့သူတောင်းတက်လို့မရတော့ဘူးပြီးတော့တချို့တွေကလည်းဈေးများတယ်ပေါ့ဒီမှာဆိုရင်သူတို့ US မှာဆိုလို့ရှိရင်တက္ကသိုလ်တက်ရတာဈေးအရင်ကြီးတယ်အဲ့ကြတော့တော်တော်များများကတက္ကသိုလ်မတက်တော့ဘူးcertificate တစ်ခုလောက်ယူပြီးတော့အလုပ်ထက်တက်ဝင်ကြတယ်ပေါ့အဲ့တော့သူကဒီဥစ္စာကိုပြောင်းလဲမယ်ဆိုပြီးတော့ online university ကိုတည်ထောင်တဲ့ရည်ရွယ်ချက်ကလူတိုင်းအချိန်ကြီးတောင်းတက်လို့ရနိုင်တယ်ပြီးတော့ဈေးစကားတတ်တာလို့ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့တည်ထောင်ခဲ့တာပေါ့အဲ့တော့ UOB ကိုစတည်ထောင်ခဲ့တာက2009မှာစတည်ထောင်ခဲ့တယ်အဲဒါကြောင့်လို့ UOB က the first non-profit university ဖြစ်သွားပါသူရင်လုံးစတည်ထောင်ခဲ့တဲ့ online university တစ်ခုဖြစ်တယ်ပြီးတော့ဘယ်မှာစတည်ထောင်တာလဲဆိုတော့ US က California ပြည်နယ်မှာစတင်ပြီးတော့ရုံးခြေဆိုင်လိုက်တယ်ပေါ့အဲ့တော့ဒီဥစ္စာကပထမဆုံး online university တစ်ခုဖြစ်လာတယ်အဲ့ချိန်မှာသူအရင်ဆုံးလုပ်တာကတော့အမေရိကန်က distance education မှာစည်ရင်းဝင်အောင်လုပ်လိုက်တယ်ပေါ့အဲ့တော့ DAC မှာစည်ရင်းဝင်သွားတယ်စည်ရင်းဝင်သွားတော့ဒီဥစ္စာကပထမအဆင့်ပေါ့ပထမအဆင့်အစိုးရအဝေးသင်ကျောင်းတွေထဲမှာသူစည်ရင်းတစ်ခုဝင်တယ်ပြလို့ရှိရင်နောက်ထပ်ဒီ WSCOC ဆိုတာကြတော့သူတို့ US မှာ regional qualification လို့ခေါ်ပါ regional ရဆိုလို့ရှိရင်ဒီဥစ္စာမှာဘယ်ဥစ္စာတွေကအများဆုံးယူကြလဲဆိုတော့ private university တွေကဒီ accredited WSCOC accredited ဖြစ်အောင်လုပ်ကြတယ်အားကြတော့မှသူတို့ကပို့ပြီးတော့ဒီ university ကခိုင်မာတယ်လို့ယူဆကြတာပေါ့အဲကြောင့်မို့ဒီဥစ္စာကရတာတော့တိတ်မကြသေးဘူးတစ်နေ့ကျော်လောက်ပဲရှိသေးတယ်ဒါပေမဲ့ဒီဥစ္စာရပြီးတဲ့နောက်မှာတော့တက္ကသိုလ်တော်တော်များများမှာဝင်ခွင့်ရဖို့ရ master ဝင်ခွင့်ရဖို့ရအတွက်ပိုးလွယ်သွားတာပေါ့အပေါ်က DAC တော့ကတော့တက္ကသိုလ်တိုင်းအတွက်အဆင်မပြေသေးဘူးဒါပေမဲ့ WSCOC မှာဟိုထောက်ခံချက်ရလာတဲ့အခါမှာကြာမှာတော့တက္ကသိုလ်ကလက်ခံလာတယ်ပေါ့ဒီတက္ကသိုလ်ကအဆင့်တန်းရှိတယ်accredited ဖြစ်တယ်ပေါ့အဲ့လိုမျိုးဖြစ်သွားတာပေါ့ဒါကတော့ဘယ်သူတို့စပြီးရတော့တင်ထားတဲ့ဟိုပါပေါ့ဒီ website မှာလည်းတွားပြီးတော့စစ်ဆေးလို့ရပါဘူး WASC Senior College and University Commissioner ဆိုရင်တွားပြီးစစ်ဆေးလို့ရတယ် University of the People ကဒီဥစ္စာကသူထောက်ခံချက်ရထားပြီးလားမရထားဘူးဆိုတာကိုဒီလိုစစ်ဆေးလို့ရပါပေါ့ဒီမှာလည်းသူကစကတည်းက non profit ကိုပဲအဓိကထားလုပ်ခဲ့တာnon profit ကဘာလို့လဲဆိုတော့သူတို့က tuition fee မပေးရဘူးဒါပေမဲ့ exam fee တော့ပေးရပါပေါ့US ကတက္ကသိုလ်တွေမှာဆိုရင် tuition fee ကတောင်းချီတွေပေးရပါပေါ့တခါတတ်မယ်ဆိုလို့ရှိရင်ဒီမှာကတော့ tuition fee ပေးရမလို့ဒါပေမဲ့တခါsamuel ဖြည့်တဲ့အခါမှာတော့ samuel ဖြည့်ဝင်samuel ကြီးဆိုပြီးတော့ပေးရတယ်ဒီမှာဆိုရင် UOB မှာရှိတဲ့ program တွေရှိတယ်ပေါ့ program တွေမှာဆိုရင် certificate program တွေရှိတယ် associate တွေ bachelor တွေပြီးလို့ရှိရင် master degree ထိပါတက်လို့ရနိုင်တယ်ပေါ့certificate ကတော့ဒီ IBM skill base ဆိုတာကြတော့computer science သမားတွေnetworking နဲ့ပတ်သက်တာဖြစ်ဖြစ်
cloud နဲ့ပတ်သက်တာတွေဖြစ်ဖြစ်တင်ရင်တင်လို့ရတယ်ပေါ့ game စားကြတော့လေအဲ့လိုမျိုးပဲ game ကြီးဆွဲတဲ့ဟာတွေ software တွေကြီးတဲ့ဟာ game ဆွဲပြီးတော့game developer လုပ်မဲ့လူတွေအတွက်ဆိုရင်တက်လို့ရတယ်ပေါ့ associate နဲ့ bachelor ကတော့တော်တော်များများတူတယ် associate မှာဆိုရင်လည်း business administration ရှိတယ် computer science ရှိတယ် health science ရှိတယ် bachelor မှာတစ်ခုပို့သွားပါဒီဥစ္စာဒီထက်မှသူတို့အတစ်ထပ်သွင်းလာတာက general study ဆိုပြီးတော့ bachelor မှာထပ်ပြီးတော့အတစ်တိုးလာတယ် general study ကတော့specialize တစ်ခုအနေနဲ့တသက်မဟုတ်ဘဲနဲ့ကိုက bachelor degree တစ်ခုယူထားတယ်ပြီးတော့မှ master ကျတော့မှပြန်ပြီး specialize ယူမဲ့လူတွေအတွက်သူကဖွင့်လှစ်ပေးတာပေါ့master အနေနဲ့ဆိုလို့ရှိရင် business administration ရှိမယ် information technology IT ရှိမယ် education ကတော့ဒီဥစ္စာကတော့နာမည်ကြီးရပေါ့UP ဘက်မှာmaster of education တက်တဲ့လူတော်တော်များများတွေ့ရတယ်ဘာလို့လဲဆိုတော့ဒီသူက IB ကဟို scholarship ပေးပြီးတော့တက်ဖို့ရ scholarship ပေးတယ်ပေါ့UP ကတော့ scholarship မပေးဘူး master ကိုဒါပေမဲ့ IB ဆိုတဲ့ organization ကနေပြီးတော့ education မှာ University of People မှာ Master of Education တက်မယ်ဆိုရင် scholarship လျှောက်လို့ရတယ်ပေါ့အားကြောင့်မလို့တော်တော်များများလည်း scholarship နဲ့ master ကိုတက်ကြရပေါ့ပုံမှန်ဆိုရင်တော့မြန်မာနိုင်ငံကကျောင်းသားတွေကတော့ associate ဖြစ်ဖြစ် bachelor ဖြစ်ဖြစ်ကိုတက်တယ်ဘာလို့ဆိုတော့ full scholarship ပေးတယ်မြန်မာနိုင်ငံကဆိုတာနဲ့ကိုသူတို့က scholarship ပေးဖို့ရတော်တော်များ90%တော့ပေးကြပြီးသားပေါ့ဒီမှာဆိုလို့ရှိရင်ဒါကတော့မြန်မာနိုင်ငံကကျောင်းသားတွေနဲ့အနေနဲ့ရည်ရွယ်ပြီးပြောတာပေါ့မြန်မာနိုင်ငံနဲ့ကျောင်းသားတွေအနေနဲ့ဆိုလို့ရှိရင်နိုင်ငံခြားကိုကျောင်းသွားမတက်နိုင်သေးဘူးဒါပေမဲ့မြန်မာနိုင်ငံမှာလည်းprivate university public university မတက်ရသေးတဲ့အချိန်မှာဆိုလို့ရှိရင်ဒီ UOB ဘက်မှာတက်ဖို့ရဆိုရင်အဆင်ပြေတယ်ပေါ့ဘာလို့လဲဆိုတော့ကိုယ်တိုင်လည်းပတ်စံအရန်ကြီးတွင်းရမလို့ဘူးသူတို့ဘက်ကနေscholarship ပေးတဲ့ဟာလေးကိုရှောက်ပြီးလို့ရှိရင်ဒီမှာဝင်ပြီးတော့ online ရတဲ့အချိန်တိုင်းမှာစာသင်နေလို့ရတာပေါ့အချိန်တစ်ခုကြီးတည်တံ့ပေးနေကြလည်းမလို့တောင်းသွားပြီးတော့တက်စရာလည်းမလို့ပေါ့ပြလို့ရှိရင်အလုံးလုံးနေတဲ့လူပေါ့အလုံးလုံးနေတဲ့လူတွေလည်းဟိုပါပေါ့အလုံးလုံးနေတဲ့လူတွေကြောင့်သူတို့ကကျတော့ career တစ်ခုပြောင်းနေတာပေါ့ business ဘိုင်းဖြစ်ပြောင်းမလား assignment ဘိုင်းဖြစ်ပြောင်းမလား computer science ဘိုင်းဖြစ်ပြောင်းမလားသူတို့တွေတစ်ခုပြောင်းနေလာတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာအလုံးကနေလည်းထွက်လိုက်စရာမလိုဘူးအလုပ်ကနေလည်းထွက်လိုက်ကြမလို့ပေါ့ဒီမှာအဆင်ပြေသလိုတောင်းတက်တဲ့အချိန်ကလည်း flexible ဖြစ်တယ်ပေါ့ flexible ဖြစ်တော့အလုပ်ထွက်ကြမလို့ပဲနဲ့ဘွဲတစ်ခုရနိုင်တယ်ပြတော့ဘွဲတစ်ခုရပြီးရတဲ့အချိန်မှာဆိုရင်သူနောက်ထပ်သူလုပ်ချင်တဲ့အလုပ်တစ်ခုပြောင်းပြီးတော့လုပ်လို့ရနိုင်တယ်ပေါ့ဒီမှာတော့ international and remote learner ဆိုတဲ့အတိုင်းပဲဒီဥစ္စာ online university ဖြစ်တဲ့အတွက် online ကနေလူတိုင်းကအချိန်ကြီးတက်လို့ရတယ်တကူးတကကြီးအချိန်တည်တံ့ပေးနေကြလည်းမလို့တောင်းသွားရတဲ့ဒုက္ခတွေလည်းမရှိဘူးပေါ့ဒါပေမဲ့အဲ့လိုမျိုးတစ်ခါမှမရှိရမယ်ကိုတော့ကျောင်းပုံမှန်တက်ရမယ်ပေါ့ကျောင်းပုံမှန်တက်ရမယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့သူက assignment တွေလုပ်ခိုင်းတယ်လုပ်ခိုင်းတဲ့ဟာကကိုကကျောင်းလည်းမသွားရတော့မလုပ်ဖြစ်တာမျိုးတွေဘာတွေဖြစ်နိုင်တယ်ပေါ့အဲ့လိုမျိုးဆိုရင်တော့အဆင်မပြေဘူးကိုတိုင်းassignment ထပ်เสียရှိရဆိုရင်ကိုတယောက်တည်းလုပ်ရတယ်တငယ်ချင်းတွေဘာတွေလည်းရှားနိုင်တယ်ပေါ့ဒီမှာဆိုရင် funding အနေနဲ့ဆိုရင်တော့မနေ့ကစပြီးတော့ Prosper Burma online scholarship ဆိုပြီးတော့ပေးတာတွေလည်းတွေ့ရတယ် UOB scholarship ကတော့စခဲ့တဲ့ကွာသူကျောင်းလျှောက်ခဲ့တဲ့ကွာကိုယ်တိုင်လျှောက်လို့ရတယ်တကယ်လို့ UOB မှာမလျှောက်ခွင့်နဲ့ Prosper Burma မှာလျှောက်ပြီးတော့တက်တဲ့လူတွေလည်းရှိကြရပေါ့ဒီဥစ္စာတွေကတော့ဒါက scholarship မလျှောက်ခဲ့တာဖြစ်ဖြစ်မရခဲ့တာဖြစ်ဖြစ်ဆိုလို့ရှိရင်ပေးသွင်းရမယ်ပတ်စံတွေပေါ့အရင်ဆုံးအနေနဲ့ကတော့ကျောင်းလျှောက်ပြီဆိုတာနဲ့အရင်ဆုံး application fee ဒေါ်လာ60ပေးရတယ်ဒါပေမဲ့ဒီဒေါ်လာ60ကိုလည်းကိုကမပေးနိုင်ဘူးဆိုလို့ရှိရင်သူတို့ကို email ပို့ပြီးတော့ဒီဒေါ်လာ60မပေးနိုင်တဲ့အတွက်ငါ့ကိုဒီဥစ္စာအတွက် grant ပေးပါဆိုပြီးတော့သူတို့ကိုအကျိုးအကြောင်းလေးပြောပြီးတော့ email ပို့လို့ရှိရင်လည်းဒီဒေါ်လာ60ကိုလည်းပေးရမလို့ပေါ့အဲ့မှာဆိုလို့ရှိရင်ခုနကပြောသွားတဲ့ program တွေ certificate တွေ associate တွေ bachelor တွေ master တွေဆိုလို့ရှိရင်ဒီ certificate program ဆိုရင်တော့ဒေါ်လာ2000လောက်ကုန်နိုင်တယ် associate program ကကျတော့2နှစ်တက်ရပေါ့2နှစ်တက်ရအောင်မှဘာသာရက်က20တက်ရတယ်အဲ့တော့3600လောက်ကုန်တယ်bachelor ကျတော့4နှစ်တက်ရတယ်4နှစ်ကိုမှဘာသာရက်40ဘာသာရက်40ဆိုရင်ကိုက scholarship မယူပဲတက်မယ်ဆိုရင်တော့ဒေါ်လာ9200လောက်ကုန်တယ်ပေါ့ master program ကြီးကြတော့တစ်နှစ်ခွဲအတွင်းတက်ရတယ်ဘာသာရက်ကကျတော့12ခုဖြစ်13ခုဖြစ်တက်ရနိုင်တယ်ပေါ့သူတို့ကြတော့လည်း6000ဝန်းကျင်လောက်ကုန်တယ်ပေါ့ဒီမှာဆိုရင်တော့အကိုကဘာလို့ဒီ UOB ကိုရွေးခဲ့တာပေါ့လဲပေါ့ UOB ကိုရွေးတဲ့အခါမှာဆိုလို့ရှိရင်သူတို့ကိုတောင်းလျှောက်ဖို့ရဆိုတာကအရန်ကြီးခက်ခဲမလို့ပေါ့
အရင်ခက်ခဲမနေဘူးသူရဲ့ website ထဲဝင်မယ် website ထဲမှာကို major တစ်ခုယူလိုက်မယ်ယူလိုက်ပြန်တယ် apply ဆိုတာနှိပ်လိုက်တာ ਨੇ ကိုယ့်ရဲ့ information တွေထည့်ပြီးတော့ရှောက်လိုက်အောင်မယ်သူတို့တောင်းတာကလည်းအရင်ကြီးရှက်တွေခက်မနေဘူးကိုယ့်ရဲ့10တန်းအောင်လက်မှတ်ဖြစ်ဖြစ် high school certificate တစ်ခုခုဖြစ်ကိုပေးလိုက်အောင်မယ်မြန်မာလိုဖြစ်နေရဆိုလို့ရှိရင်တော့ notary ပြန်ပေးရမှာပေါ့အင်္ဂလိပ်လို GED လိုဘာလို့ဆိုမျိုးအင်္ဂလိပ်လိုတစ်ခါရဆိုရင်တော့ notary ပြန်ရမလို့ပြလို့ရှိရင်အင်္ဂလိပ်စာစောဆောင်ရေးစစ်တဲ့ဟာလည်းရှိထားလဲရတယ်မရှိထားလဲရပါမရှိထားလို့ရှိရင်တော့သူတို့ကအင်္ဂလိပ်အတန်းတွေတက်ခိုင်းမယ်ရှိထားရဆိုလို့ရှိရင်တော့တခါတည်းdegree seeking student အနေနဲ့တခါတည်း associate ကဘာသာရပ်တွေဒါမှမဟုတ် bachelor ဘာသာရပ်တွေကိုတန်းပြီးသင်ခွင့်ရမယ်ပေါ့အဲ့တခုတော့ရှိတယ်အင်္ဂလိပ်စာစွမ်းရည်မိကွန်းဖြေထားတာတော့ကောင်းတယ်ပေါ့ဒီမှာဆိုလို့ရှိရင် IELTS ဖြေမှရလို့မဟုတ်ဘူးတခြား IELTS ရဲ့ဈေးနေတဲ့Duolingo တို့အဲ့လိုမျိုးတွေဖြေပြီးတော့လည်းရရပေါ့ IELTS မှာဖြေရမယ်ဆိုပြီးဒီမှာကန့်သက်ချက်မရှိဘူးပေါ့အဲ့ဆိုရင်ကျောင်းလျှောက်တာပြီးဆိုတော့ဒီမှာဆိုရင်ကျောင်းတက်မယ်ပေါ့ကျောင်းတက်မယ်ဆိုလို့ရှိရင်ဒီဥစ္စာကအဓိကတော့ online campus ဆိုတော့ online ကနေပဲwebsite ကနေပဲစာတွေတင်ရမှာပေါ့သူ website ကနေစာတင်မယ်ဆိုလို့ရှိရင်ဆရာကကိုသူဒီဘက်အတွက်လေ့လာရမယ်အကြောင်းအရာတွေကိုသူပြောမယ်အဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့လိုအပ်တဲ့စာအုပ်တွေဗီဒီယိုတွေကိုသူပို့ပေးထားမယ်ပေါ့ပို့ပေးထားမယ်ဆိုရင်ကိုကအဲ့အရာတွေကိုလေ့လာရမယ်လေ့လာရပြီးလို့ရှိရင် assignment တွေပြန်လုပ်ပေးရမှာပေါ့ assignment ဆိုရင်တစ်ပတ်ကို assignment 3မျိုးလောက်လုပ်ရတယ်ပေါ့ assignment တွေလုပ်လို့ရှိရင်လည်းကိုကဒီမှာဆိုရင်ဆရာကအမှတ်ပေးတာရှိတယ်ကျောင်းသားချင်းချင်းအမှတ်ပေးတာရှိတယ်ပေါ့ assignment 3ခုမှာဆိုရင်2ခုကကြတော့ကျောင်းသားချင်းချင်းအမှတ်ပေးရတယ် assignment တစ်ခုကိုပဲဆရာကအမှတ်ပေးရပေါ့အဲ့တော့ peer to peer learning ဆိုတဲ့အသစ်ကိုတော့ကြုံတွေ့ရနိုင်တယ်ပေါ့ဒီဥစ္စာကမြန်မာကျောင်းတွေမှာဆိုရင်အချင်းချင်းအမှတ်ပေးရဆိုတာရှားတယ်လေဒါကတော့ပထမဆုံးအတွေ့အကြုံပေါ့ဒီမှာအသစ်ဆန်းဖြစ်တာပေါ့အဲ့လိုမျိုးassignment တွေလုပ်ရတယ်ပြီးကြလို့ရှိရင်စာမွေးကတော့2ကြိမ်ဖြေရပါပေါ့ midterm နဲ့ final exam နဲ့ midterm တစ်ခါဖြေမယ်ပြန် final exam တစ်ခါဖြေမယ်အဲ့ဒါဖြေပြီးလို့ရှိရင်တော့ဒီဥစ္စာကဘာသာရပ်တစ်ခုပြီးပေါ့ဒီမှာဆိုရင်ဘာသာရပ်တစ်ခုကို6ဘတ်ဖယ်တင်ရတယ်ပေါ့6ဘတ်ဖယ်တင်ရတယ်ရလို့ရှိရင်4ဘတ်မြောက်မှာ midterm ဖြေတယ်6ဘတ်မြောက်မှာဆိုရင် final exam ဖြေတယ်ပေါ့အဲ့ဒါပြီးလို့ရှိရင်ဘာသာရပ်တစ်ခုပြီးမြောက်သွားပြီပြီးကြတော့UPP မှာကပုံမှန် university နဲ့မတူတာကပုံမှန် university မှာဆိုရင်တစ်နှစ်မှာ semester 2ခုအများဆုံးမှာ semester ရောပေါင်းမှာ3ခုပဲဆိုပြီးရှိတာဒါပေမဲ့ UPP မှာကျတော့ semester 5ခုခွဲထားပါ semester လို့တော့မခေါ်ဘူး term လို့ခေါ်တာပေါ့ term လို့ခေါ်တော့ term 5ခုခွဲပြီးတော့သူက term တစ်ခုမှာဆိုရင်2လ6ဘတ်ကြာတယ်ပေါ့6ဘတ်ကြာတယ်အဲ့6ဘတ်မှာဆိုရင်ကိုကဘာသာရပ်2ခုဖြစ်စေ3ခုဖြစ်စေယူပြီးတော့တက်လို့ရတယ်ပေါ့ဒီမှာဆိုရင်online university မှာဆိုတော့ကောင်းတဲ့ချက်တွေလည်းရှိတယ်မကောင်းတဲ့ချက်တွေလည်းရှိမှာတော့ပေါ့ကောင်းတဲ့ချက်တွေဆိုလို့ရှိရင်တော့ဒီဥစ္စာကအချိန်တစ်ခုfix သတ်မှတ်ထားမရှိဘူးတစ်ပတ်မှာစာဒီလောက်လောက်ရမယ်ဆိုပြီးတော့ပဲပြောသွားတာအဲ့တော့အဲ့ဘက်တွင်စာလုံးမယ် assignment ကိုအချိန်ကြီးထပ်မယ်ဆိုရင်တော့ရတယ်အဲ့တော့အချိန်ကိုအားတဲ့တစ်ပတ်တွင်ကိုအားတဲ့အချိန်မှာစာလုပ်လိုက်လို့ရှိရင်ရတယ်ပေါ့ရလို့ရှိရင်ပတ်စံကလည်း scholarship တွေရနေတာရမှာဖြစ်တဲ့အတွက်ပတ်စံတွင်းရလည်းမလို့ဘူးပတ်စံကုန်မှုရလည်းရှားတယ်ပြောလို့ရှိရင် set star တွေအားကောင်းတဲ့လူတွေအတွက်ကြတော့ဒါအဆင်ပြေပါ set star တွေအားမကောင်းရင်တော့အဆင်မပြေဘူးဘာလို့လဲဆိုတော့ဆရာတွေရှိရဆိုရင်လည်းသူတို့ကို contact လုပ်ရတာအရင်ကြီးလွယ်ကူမနေဘူး contact လုပ်ရဆိုတာသူတို့နဲ့ email တွေအပြန်အလှန်ပို့မယ်ဆိုရင်ကိုကစာလုံးနေတဲ့အချိန်မှာပို့လိုက်တယ်ဆိုရင်လည်းသူတို့ဘက်မှာကြတော့အိတ်နေတဲ့အချိန်တွေလည်းဖြစ်နိုင်တယ်လေအဲ့တော့သူတို့အလုပ်လုပ်တဲ့အချိန်ကျမှစာပြန်တာတွေဘာတွေရနိုင်တယ်ပေါ့ဒီမှာဆိုရင်လည်းကျောင်းသားချင်းချင်းရောဆရာနဲ့ရော face to face တွေမရှိဘူး face to face မရှိတဲ့အတွက်တခါလေကျရင်စိတ်ဝင်စားဖို့မကောင်းဘူးလို့ခံစားရတယ်ပေါ့စာလုံးတာလုံးနေရတာကိုကစိတ်မပါရေးဘာဖြစ်နိုင်တယ်ပေါ့အဲ့လိုမျိုးဆိုရင်တော့study buddy ရှာထားရင်တော့အဆင်ပြေပါပေါ့အခုဆိုလို့ရှိရင်လည်းငွေချင်းတယောက်နဲ့စာတူတူလုပ်တယ်ပေါ့အဲ့ကြတော့ကိုမသိတာလည်းသူမေးလို့ရတယ်လို့သူမသိတာလည်းကိုမေးလို့ရပါပေါ့တယောက်တည်းစာလုံးနေရဆိုရင်တော့အဆင်မပြေဘူးပေါ့ဒါကတော့ဟိုပါပေါ့အကိုအဲ့မှာ UOB မှာအကြောင်းတက်တော့ဆိုလို့ရှိရင်semester တစ်ခုဘာသာရပ်2ခုဖြစ်ဖြစ်3ခုဖြစ်ယူရဲယူပြီးလို့ရှိရင်အဲ့ဒါကိုကိုအချိန်ပြန်ခွဲလိုက်တယ်ပေါ့အဓိကကတော့ assignment တွေလုပ်ရမယ်ဆိုတော့ assignment ကတစ်ဘာသာကို3ခုလောက်လုပ်ရမယ်ဆိုတော့2ဘာသာဆို6ခု3ဘာသာဆို9ခုလောက်လုပ်ရမယ်ပေါ့9ခုလောက်လုပ်ရမယ်ဆိုရင်တော့ကိုကဘယ်နည်းစာလုံးပါလဲတကယ်လို့ကိုကအလုံးလုံးနေတဲ့လူဆိုလို့ရှိရင်တော့ဘာသာရပ်တွေအများကြီးယူလို့မရဘူးပေါ့အလုံးကိုတော့ကြာအလုံးမလုံးနေတော့ဘာသာတွေအများကြီးယူပြီးတော့မြန်ပြီးအောင်ယူပြီးတော့ subject တွေအများကြီးယူလိုက်တယ်ယူပြီးတော့အဲ့
တရချင်းကြီး subject တွေကိုဖြတ်လိုက်တယ်ပေါ့ဖြတ်ပြီးတော့ assignment လေးတင်တာတွေလုပ်ပြီးတော့ပေါ့ဒီမှာဆိုရင်ဒီကတော့ UPP မှာ scholarship ရှောင်းနေပေါ့PB မှာ scholarship ရှောင်းနေကတော့သူ့ရဲ့ Facebook မှာရှာကြည့်ရင်တော့အဆင်ပြေတယ်ပေါ့ဒါဆိုလို့ရှိရင်UPP မှာ scholarship ရှောင်းမယ်ဆိုလို့ရှိရင်အရင်ဆုံး UPP.edu ကိုတွားမယ်တွားပြီးလို့ရှိရင်အမှ apply university မှာကိုကြိုက်တဲ့program တစ်ခုရွေးပါပေါ့ program တစ်ခုရွေးပြီးလို့ရှိရင်အမှ apply နှိပ်လိုက်တယ် apply နှိပ်လိုက်ပြီးလို့ရှိရင်သူက form ဖြည့်ခိုင်းတယ်ပေါ့ကိုရဲ့ချက်လက်တွေ form တွေဖြည့်တယ်ဖြည့်ပြီးလို့ရှိရင်သူကapplication ပေးပါဆိုပြီးတော့သူကစတင်ပြီးတော့မေးဖို့လာပဲပေါ့မေးဖို့လာတဲ့အချိန်မှာဆိုရင်ကိုကဒီ application အတွက်grant ပေးဖို့ရပြန်ပြီးတော့ email ပြန်ပို့ပေးလိုက်ရတယ်အဲဒါဆိုလို့ရှိရင်ဒီ$60လဲကျွန်တော်ရမလို့တော့ဘူးအဲ့ဒီအချိန်မှာဒီ application fee ရပြီးတဲ့ခါမှာဆိုလို့ရှိရင်ဘာဆက်လုပ်ပေးရလဲဆိုတော့ scholarship ရှောက်မှာလားမရှောက်ဘူးလားဆိုပြီးသူမေးတယ်အမှဆိုရင် scholarship ရှောက်မယ်ဆိုပြီးဖြေရမယ်ဖြေပြီးတော့ကိုအကြောင်းပေါ့ကိုကဘယ်ကပါဘာလုပ်နေတယ်ဘာလို့ဒီ scholarship နဲ့ထိုက်တန်တယ်ဆိုတာကိုအကြောင်းရဲ့ဒီ scholarship နဲ့ဘာလို့ထိုက်တန်ကြောင်းရဲ့ကိုစကလုံးထောင်လောက်ရေးပေးရတယ်ပေါ့အဲ့ရေးပြီးလို့ရှိရင်ဒီဥစ္စာကသူတို့ဘက်ကတရက်တင်ရက်တော့မဟုတ်တပတ်လောက်လဲတစ်ခါလေးကြားရတယ်ပေါ့အချိန်ယူပြီးတော့စစ်ပေးပြီးလို့ရှိရင် scholarship ရမရemail ပြန်ပို့ပေးရပေါ့အဲ့တော့ဒီဥစ္စာကတော့UPP အကြောင်းပြီးသွားပြီပေါ့ UPP အကြောင်းပြီးတဲ့အခါမှာကျတော့အကူက UPP မှာတောင်းတက်တယ်တောင်းပြီးတော့bachelor ရရပါ bachelor ရပြီးတော့သူတို့ကမြန်မာနိုင်ငံကိုတော့ certificate document တွေပို့ဝင်ပေးဘူးတခြားနိုင်ငံတွေတော့ရရပေါ့တခြားနိုင်ငံတွေမြန်မာနိုင်ငံကိုလည်းပို့ပေးမြန်မာနိုင်ငံကိုပို့ပေးဖို့ကြားလို့ရှိရင်$100ပေးရရပေါ့DHL နဲ့ပို့ပေးရပေါ့အခုကတော့ DHL နဲ့မယူလိုက်ပါဘူးပုံမှန် postal office နဲ့ပဲနိုင်ငံခြားမှာပဲယူလိုက်တယ် UP ကလည်းဒီမှာဆိုရင်သူက document လည်းရတယ် PDF လည်းတောင်းရတယ်ပေါ့အရင်ဆုံး PDF ပဲလိုအပ်တာပေါ့ဘာလို့ဆိုတော့ PDF ရှိနေလို့ရှိရင်အကြောင်းတွေကိုစပြီးတော့ master တက်မဲ့အကြောင်းတွေကိုဟိုက application တွေတင်လို့ရနေပြီဒီ application တွေတင်လို့ရတာ PDF ပဲလို့ရအဲ့တော့ကိုက PDF ရော document ရောယူရဲရလို့ရှိရင်ထိုင်းမှာရှိတဲ့အကြောင်းတွေကိုတော်တော်များများရှောက်ဖြစ်ခဲ့ရပေါ့ထိုင်းမှာအဲ့တော့ဆိုလို့ရှိရင်ထိုင်းမှာ AIT မှာလည်းရှောက်တယ်မယ်ရီတော့မှာလည်းရှောက်တယ်နှစ်ခုစလုံးလည်းဝင်ရခဲ့ရတယ်ပေါ့ရလို့ရှိရင် scholarship တွေလည်းနှစ်ခုလုံးကနေရခဲ့တယ်ပေါ့အဲ့ဆိုရင်ဒီနေ့တော့ဒီဥစ္စာကတော့ဒီအထိပဲပြောပြရရှိရပေါ့မေးစရာလေးရှိရင်မေးလို့ရပါတယ်မေးချင်တယ်လို့ရှိရင်လက်ထောင်လိုက်လို့ရတယ်နော်ဟုတ်မေးချင်တာရှိသေးလားမသိဘူးရှင်မေးမဲ့လူကမရှိတော့ဘူးထင်တယ်အဲ့ဆိုရင်ရှိနေတော့ဟုတ်အဲ့ဆိုရင်ကျွန်တော်ဘက်ကတော့ဒီလောက်ထိပဲပေါ့မေးစရာရှိဘူးဆိုရင်ဟုတ်ကဲ့ဟုတ်အဲ့ဆိုလို့ရှိရင်အမတို့ဒီ webinar လေးကိုဒီမှာပဲရပ်လိုက်ပါတော့မယ်ဟုတ်တက်ရောက်လာပြီးတဲ့သူတွေအားလုံးလည်းကျေးဇူးများတင်ပါတယ်ဒီ record file လေးကိုလည်းအမတို့ရဲ့ဒီ stepping corner ရဲ့ YouTube channel လေးမှာတင်ပေးထားမှာဖြစ်လို့အဲဒီဒီ stepping corner ရဲ့ YouTube channel